အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တရုတ်ဘာသာစကားနဲ့ပတ်သက်ပြီးအရှိခံစကားပြောပတ်တန်ဖြစ်တဲ့ subject verb object ပတ်တန်လေးကိုအသုံးပြုပြီးတော့ရှေခံဝါကျတူလေးကိုကျွန်တော်တိစောက်ပြသမှာဖြစ်ပါတယ်ကျွန်တော် subject ဆိုတာပြုလုပ်တဲ့သူ verb ဆိုတာကရိယာ object ဆိုတာပြုလုပ်တဲ့ခံရသူဒါကျွန်တော်သိရှိပြရဖြစ်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒါဆိုရင်ဥပမာလေးကျွန်တော်ကြည့်ကြည့်ရအောင်ဥပမာလေးကဘာလဲဆိုရင်ငါပန်းသီးစားတယ်ငါပန်းသီးစားတာကိုတရုတ်လိုဘယ်လိုလဲဆိုရင်我吃苹果ဟုတ်ပြီဒီမှာကြည့်ကြည့်လိုက်ငါပန်းသီးစားရဆိုရင်ငါစားရသူစားချင်းခံရတာပန်းသီးပေါ့နော်စားတာဘက်ဖြစ်တယ်ဒါဆိုရင်ငါ subject ဖြစ်တယ်စားတာချိဆိုတဲ့စကားလုံးကကြာဘက်ဖြစ်တယ်စားချင်းခံရတဲ့ပန်းသီးဖင်းကိုကကြာတော့ object အနေနဲ့အသုံးပြုပေးထားတာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နောက်ထပ်ဥပမာလေးကြောင်းကြည့်ကြည့်မယ်နောက်ထပ်ဥပမာလေးကြောင်းဘာလဲဆိုရင်သူမစာအုပ်ဖတ်တယ်သူမစာအုပ်ဖတ်တယ်ကိုတရုတ်လိုဘယ်လိုလဲဆိုရင်ထားခန့်ရှူဒီမှာကျွန်တော်သိတာမှာတရုတ်ဘာသာစကားမှာသူကထားဆိုတဲ့စကားလုံးကယောက်ျားလေးရဲ့သူဆိုတဲ့စကားလုံးမှာတုံသူမဆိုတဲ့စကားလုံးမှာပြောအတန်ထွက်ကတူတယ်ပေါ့နော်ဟန်စစ်မှာတော့လွဲတယ်ပေါ့ဗျာဟုတ်ပြီကျွန်တော်ကြည့်ကြည့်မယ်ဒီမှာလဲသူမဆိုတဲ့သူကဖတ်တဲ့သူဖြစ်တဲ့ကြောင့်သူ့ကို subject အနေနဲ့အသုံးပြုပေးထားတယ်ဖတ်တယ်ဆိုတဲ့ခန့်ကြည့်ရဖတ်တယ်ဆိုတော့ခန့်ကြတော့ကျွန်တော်ကဘက်ဖြစ်တယ်ကြီးချင်းခံရတဲ့စာအုပ်ကကြတော့ကျွန်တော်က object အနေနဲ့အသုံးပြုပေးထားတာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နောက်ထပ်ဥပမာလေးကြောင်းကြည့်ကြည့်မယ်နောက်ထပ်ဥပမာလေးကြောင်းဘာလဲဆိုရင်ငါတို့တရုတ်စာလေ့လာတယ်အဲ့ဒါကိုတရုတ်လိုဘယ်လိုလဲဆိုရင်我们学中文ဒီမှာဆိုရင်ငါတို့ကကြတော့ငါတို့ဆိုရဲ့နန်စားကကြဒီမှာလေ့လာရသူဖြစ်တယ်လေ့လာခြင်းခံရတာကြတော့တရုတ်စာဖြစ်တယ်ဒါဆိုရင်ငါတို့ဆိုရဲ့我们ကကြ subject အနေနဲ့သုံးပြုပေးထားတယ်လေ့လာရဆိုရွှေရကြတော့ဘက်ဖြစ်တယ်လေ့လာခြင်းခံရတဲ့တရုတ်စာကကြတော့ object အနေနဲ့သုံးပြုပေးထားတာပဲဖြစ်ပါတယ်ဟုတ်ပြီဒီမှာကြတော့ဗာလဲဆိုရင်ကြောင်းငါးစားတယ်ဒီမှာဆိုပြောချင်တာကြောင်းငါးဟုတ်စားတယ်ပေါ့နော်အဲ့ဒါတရုတ်လိုဘယ်လိုလဲဆိုရင်မောင်ရှိယူကြောင်းငါးဟုတ်စားတယ်ပေါ့နော်ဒီမှာစားတဲ့ကြောင်းကိုကျွန်တော်က subject အနေနဲ့အသုံးပြုပေးထားတယ်စားရဲဆိုရှိရကြဘက်ဖြစ်တယ်ပေါ့နော်စားချင်းခံရတဲ့ယူငါးကြတော့ကျွန်တော်က object အနေနဲ့အသုံးပြုပေးထားတာပဲဖြစ်ပါတယ်နောက်ထပ်ဥပမာလေးကဗာလဲဆိုရင်ဖေဖေကားဝယ်တယ်ဖေကားဝယ်တာတရုတ်လိုဘယ်လိုလဲဆိုရင်ပပမိုင်ရှဲဖေကကားဝယ်ဒီမှာဝယ်တဲ့ဖေကကျွန်တော်ကsubject အနေနဲ့အသုံးပြုပေးထားတယ်ဝယ်တယ်ဆိုရင် mic ကိုကြတော့ကျွန်တော်ကဘက်ဖြစ်တယ်ပေါ့နော်ဝယ်ချင်းခံရတဲ့ဒီကားကကြတော့ကျွန်တော်က object အနေနဲ့အသုံးပြုပေးထားတာပဲဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်ဥပမာလေးကဘာလဲဆိုရင်မမေထမင်းရှက်တယ်ဒါဆိုရင်မမေကပြုတ်လို့တဲ့သူပြုတ်ရင်ခံရတာထမင်းဖြစ်ပါတယ်အဲ့ဒါကိုတရုတ်လိုဘယ်လိုလဲဆိုရင်ကျွန်တော်ကြည့်ကြည့်အောင်မမဇော့ဖန့်မမေကထမင်းဖြတ်တယ်ပေါ့နော်ဇော့ဆိုပြုတ်လို့တယ်ဒီမှာဆိုတော့နောက်ကထမင်းနဲ့တွဲတယ်သူ့ကိုချက်ပြုတ်တယ်လို့ကျွန်တော်ကအဓိပ္ပာယ်ယူရဖြစ်ပါတယ်ဟုတ်ပြီဒီမှာထမင်းချက်တဲ့အမေကိုကြာကျွန်တော်တို့ကကြတော့ subject နဲ့အသုံးပြုပေးထားတယ်ဇော့ဆိုဇော့ကကြတော့ဘက်ဖြစ်တယ်ပေါ့နော် section ခံရတဲ့ထမင်းကကြတော့ကျွန်တော် object အနေနဲ့အသုံးပြုပေးထားတာပဲဖြစ်ပါတယ်ဟုတ်ပြီဒါနောက်ဆုံးဥပမာစာကြောင်းလေးပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဆရာကကျောင်းသားတွေကိုသင်ပေးတယ်တရုတ်လိုဘယ်လိုလဲဆိုရင်老师教学生ဆရာကျောင်းသားတွေကိုသင်ပေးတယ်ဒီမှာသင်ပေးရဲ့ဆရာကိုကျွန်တော်က subject အနေနဲ့အသုံးပြုပေးထားတယ်သင်တဲ့ကြောက်ကကြတော့ဘက်ဖြစ်တယ်ပေါ့နော်ဒီအရှင်ဘက်တော့လုံးဆောင်ခြင်းပြဘက်ဖြစ်တယ်သင်ရင်ခံရဲ့ကျောင်းသားတွေကိုကျွန်တော်က object အနေနဲ့အသုံးပြုပေးထားတာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အခြေခံပတ်တန်လေးဖြစ်တဲ့ subject verb object ပတ်တန်လေးကိုကျွန်တော်နားလည်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်ပေါ့နော်နောက်ထပ်သိချင်တာရှိရင်လည်းကျွန်တော်ကို comment မှာမေးခဲ့နိုင်ပါတယ်ကျွန်တော်ဗီဒီယိုလေးနဲ့အားပေးပြန်ပေးပါမယ်see you 再见